ကျွန်တော်တို့ယုံမုန်းတဲ့အပြစ်တွေဒုစရိုက်တွေလုံနေသေးတယ်မလုံချင်တော့ညာလဲလုံမိတယ်ဆိုရင်အချက်လေးနှစ်ချက်လေးနဲ့ခွာပေးချက်နဲ့မိတ်ဆွေမလုံချင်ဘူးငါဒီအပြစ်ကိုငါရက်သွားအောင်ဘလို့လုပ်ရမလဲဒီအချက်လေးနှစ်ချက်ကိုမိတ်ဆွေဘဝမှာလှုပ်ဆောင်ဖို့ခွာပေးချက်နဲ့နံပါတ်1ကတော့ဖျားခင်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဖျားခင်နှုတ်ကပတ်တော်ဒီအသက်ရှင်ခြင်းတကူနဲ့ပြုပြင်ခြင်းဆိုတဲ့အရာပါပါတယ်လောကမှာဘယ်ရာကမှကျွန်တော်တို့အသက်တာစိတ်ဝိညာဉ်ကိုမပြင်ပေးနိုင်ပါဘူးတို့တော်ညာလဲဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့မကြိုက်ဆုံးကျွန်တော်တို့လုပ်နေတဲ့ဒီအပြစ်ဒုစရိုက်ကိုတကူနဲ့ပြန်ပြီးပြုပြင်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်ကိုဆွဲလန်းပါနှုတ်ကပတ်တော်ကိုဖတ်ပါနှုတ်ကပတ်တော်ကိုစင်ကြံအောင်မိပါဒါဆိုအပြစ်ပြုလုပ်နေခြင်းဒုစရိုက်ကိုယုံမုန်းတဲ့နှလုံးသားကိုပြန်ပြီးပြုပြင်ပေးမှာဖြစ်တယ်ဒုတိယတစ်ချက်ကဘာလဲလို့ပြောရင်ကျွန်တော်တို့အနေနဲ့မတတ်နိုင်ဘူးမှန်တယ်ငါဒီအပြစ်ကိုယုံမုန်းအောင်ငါမလုပ်နိုင်ဘူးဒါလုပ်နိုင်တဲ့သူရှိရဲ့အဲ့ဒါဘာလဲလို့ပြောဒုတိယတစ်ချက်ကဝိညာဉ်တော်ဖခင်မဆခြင်းကိုတောင်းခံပါရောမအခန်းကြီး8အငယ်26မှာငါတို့မတတ်နိုင်တဲ့အရာမှာဝိညာဉ်တော်ဒီမဆတော်မူ၏ဝိညာဉ်တော်ကဒီနေ့တင်တဲ့ကျွန်ုပ်ကိုမဆဖို့စောင့်နေတာဖြစ်တယ်ဝိညာဉ်တော်ရဲ့မဆခြင်းမှာပါပဲနဲ့တင်တဲ့ကျွန်တော်ကအပြစ်ကိုအပြစ်လို့မမြင်နိုင်ဘူးမကောင်းတာကိုမကောင်းဘူးလို့မမြင်နိုင်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ထက်ခါလှုပ်ရင်းနဲ့နောင်တထက်ခါရနေကြတယ်ဒီနေ့ဒီအချက်လေးနှစ်ချက်ကိုမိတ်ဆွေလိုက်လုံးမယ်ဆိုရင်တီးချတယ်မိတ်ဆွေမကြိုက်တဲ့အဲ့ဒီဒုစရိုက်တွေမကောင်းတဲ့အကျင့်ကနေကြော်လွှားနိုင်မှာဖြစ်တယ်နံပါတ်1ကတော့နှုတ်ကပတ်တော်ကိုနေညမပြတ်ကြည်ရှုဖတ်ရပါနှုတ်ကပတ်တော်ကိုစင်ချအောင်မိပါနှုတ်ကပတ်တော်ကိုအတက်တာထဲမှာပြန်ပြီးနှလုံးသွင်းလက်စင်ချအောင်မိလက်အသက်ရှင်မယ်ဆိုရင်တီးချတယ်စိတ်တစ်လူတစ်ဖြစ်လာမှာဖြစ်တယ်ဒုတိယတစ်ချက်ကတော့ဝိညာဉ်တော်၏မဆခြင်းအပြင်ကျွန်တော်တို့ဒီမကြော်လွှားနိုင်တဲ့အရာကိုကြော်လွှားနိုင်ဖို့ရတဲ့မဆမဲ့ထိုဝိညာဉ်တော်၏မဆခြင်းကိုတောင်းခံပြီးအသက်ရှင်ဖို့ဖြစ်ပါတယ်ဓမ္မမိတ်ဆွေဒီနေ့နှုတ်ကပတ်တော်အပြင်ဝိညာဉ်တော်အပြင်တင်လုံနေတဲ့အပြစ်တွေတင်မကောင်းတဲ့အဲ့ဒီအကျင့်တွေကိုအတစ်ပြန်ပြုပြင်ပြီးစိတ်တစ်လူတစ်ခရစ်တော်၌ရှိသောအတစ်တော်အသက်တာမှာအတစ်တော်အသက်တာဖြစ်လာမှာဖြစ်တဲ့အကြောင်းနှုတ်ကပတ်တော်လေးနဲ့ခွာပြီးခြင်းနဲ့အရောက်